ညောင်ရီရုံမြင့်တန်ကြားပြည်သက်များရှင်ကျေးဇူးတော်ရှင်အကမဟာပဏိတမိုးကုတ်ဆရာတော်ဘုရားကြီးဘဝနှစ်ထံပြန်လွှတ်တော်မူပြီးနှစ်နှစ်ပြည့်မြောက်ချိန်မှာတော့ဆရာတော်ဘုရားကြီးရုပ်ကလတ်တော်မိသိညိုရဌာနဖြစ်တဲ့အမရပူရမြို့အိုးတော်ရက်ကွက်ရှိပွဲတော်အင်းကွင်းမြင့်ကြီးအတွင်းမှာမင်္ဂလာဓာတုဓမ္မဇေယျတော်ကြီးကိုတည်ထားကိုးကွယ်ခဲ့ကြပါသည်ဒီဇေယျတော်ကြီးကိုဆရာတော်ဘုရားကြီးရုပ်ကလတ်တော်မိသိညိုတဲ့ညက်ချင်းတန်ဥပလင်ကိုခြုံငုံပြီးမိသိညိုရမှာကျွင်းချင်ရတော်မူတဲ့ဆန်တော်မျက်လုံးတော်အယိုးတော်အသွေးတော်သင်္ကန်းတော်များကိုထားပနာပြီးတည်ထားတော်မူခဲ့ခြင်းဖြစ်ပါတယ်။နှစ်စဉ်ကြာသူလပြည့်နေ့ရောက်တိုင်းလဲဆရာတော်ဘုရားရဲ့ဂုဏ်ကျေးဇူးကိုပူဇော်သောအဖြစ်မင်္ဂလာဓာတုဓမ္မစေတီဗုဒ္ဓပူဇနီယပွဲတော်နဲ့တန်ခါဒါနဆွမ်းလောင်းလူပူဇော်ပွဲကိုကျင်းပပြုလုပ်ပူဇော်ခဲ့ကြပါလိမ့်ရှင်။ကျေးဇူးတော်ရှင်အကမပဏိတမိုးကုတ်ဆရာတော်ဘုရားကြီးဓာတုဓမ္မဇေယျတော်မြတ်ကြီးကိုတက္ကရာ1324ခုရာဇူလပြည့်နေ့တွင်ဖနက်ရိုက်ခါ1326ခုဒုတိယဝါဇူလပြည့်နေ့တွင်ထီတော်တင်ကပြည်စည်းအောင်မြင်ခဲ့ပါသည်၎င်းထီတော်ချင်းမှာ29လက်မပွဲဖြစ်ပြီးအမိုးဝိုင်းအချင်းမှာ32ပေဖြစ်ပါတယ်ဇေယျတော်ဖနက်တော်မှာ15ပေ6လက်မဖြစ်ပြီးဇေယျတော်ပလင်မှာ32ပေဖြစ်ပါတယ်မြေကြီးမှာစိန်မှုတော်အထိ63ပေဖြင့်တည်ထားကိုးကွယ်ပူဇော်နိုင်ခဲ့ပါတယ်ဓာတုဓမ္မဇေယျတော်မြတ်ကြီးပြည်အောင်မြင်ခဲ့ပြီးနောက်ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဒုံလဘဒေသနာတရားတော်များကိုကျောက်စာချက်များဖြင့်ပူဇော်နိုင်ရန်အတွက်ကျောက်စာတိုက်ကိုဆောက်လုပ်လူတန်းခဲ့ပါတယ်ကျောက်စာတိုက်အမြင့်ပေမှာ19ပေဖြစ်ပြီးအခန်းဘွယ်မှာ9ခန်း2ခန်းဖြစ်ပါတယ်ကျောက်စာအချက်ရည်မှာ29ချက်ဖြစ်ပြီးကျောက်စာစာမျက်နှာမှာ54မျက်နှာဖြင့်ဒုံလဘဒေသနာတရားတော်များကိုပူဇော်ထားရှိနိုင်ခဲ့ပါတယ်တက္ကရာ1359ခုနှစ်မှစ၍ဦးဇင်းဓာတုဓမ္မဇေယျတော်မြတ်ကြီးကိုဗတ်စုံမွမ်းမံပြုပြင်ခဲ့ပါတယ်ယခုလည်းဓာတုဓမ္မဇေယျတော်ကြီးဝင်းအတွင်းကျောက်စာတိုက်ကျောင်းဆောင်တစ်ခုနှင့်ဓမ္မယုံတစ်ခုကိုဆောက်လုပ်လူတန်းပြုပြင်နေတဲ့ဖြစ်ပါတယ်၎င်းဓမ္မယုံကြီးမှာပြာဆိုလပြည့်နေ့ဓာတုဓမ္မဇေတီဗုဒ္ဓပူဇနီယပွဲတော်အခါရောက်တဲ့အခါတန်ဃာတော်ရှင်မင်းများနဲ့ဖျားဘူးများတဲနိုင်ရန်အတွက်တန်ဃာတော်ရှင်မင်းများအာယုံစွန်းကတ်နိုင်ရန်အတွက်ဤဓမ္မယုံကြီးကိုဆောက်လုပ်လူတန်းပါတယ်ဖျားဦးလာတဲ့တရားဓမ္မအပေါင်းထဲမှာတန်ဃာတော်ရှင်များပါခဲ့လျင်သတင်းသုံးနိုင်ရန်အတွက်ကျောင်းကိုလည်းဆောက်လုပ်လူတန်းပူဇော်ခဲ့ပါတယ်နေရာဆွေသဟာကလင်းမှာဘေးရန်ကင်းစင်ကွာချိန်ဝေစွာကေဟာအတွင်းမှာကြက်တရေလင်းစေမကြာလမ်းကြပါစေပန်းတွေတရံပမာချမ်းမြကားလေးစံရည်ပြန်ကြအေးဆေးစေနှလူများကိုယ်စိတ်နှပါထူးခြားခြားရွှင်လန်းဘဝင်ဝမ်းအစဉ်ချမ်းသာကိုယ်အိဆာတရားပြေဝကြနိုင်စေဖို့ဒိဋ္ဌံပြီးမှဆုကြီးပန်စင်သာနောင်တန်လျာဤစိတ်ကြံမှန်းဆလို့ပြည်နေဗန္နဝါသို့လမ်းကြွရောက်စေငါနောင်တန်လျာဤစိတ်ကြံမှန်းဆလို့ပြည်နေဗန္နဝါသို့လမ်းကြွရောက်စေငါဒီနေ့ဟိုနေ့တော့မကြာကြည်မွေ့လူdeရွေ့ဆောင်ငါကောင်းရင်ခရီးပြန်တက်ဖို့မညီမဲ့ခင်ခေါင်းကြီးစီသွားစီတိုင်းတာ၍ရစီသာဝေနေရာဆွေတဟာကလင်းမှာဘေးရန်ကင်းစင်ကွာချိန်ဝေစွာဒီဟာအတွင်းမှာကြက်တရေလင်းစေမကြာလမ်းကြပါစေပန်းတွေတရံပမာချမ်းမြကားလေးစံရည်ရှမ်းဖြာအေးအေးဆေးဆေးနှလူများကိုယ်စိတ်နှပါထူးခြားခြားရွှင်လန်းဘဝင်ဝမ်းအစဉ်ချမ်းသာအိုးအိဆာတရားပြေဝကြနိုင်စေဖို့ဒိဋ္ဌံပြီးမှဆုကြီးပန်ဆင်းညောင်ရီရုံမြင့်တန်ကြားပြည်သက်များရှင်
အမရပူရမြို့မင်္ဂလာကျောင်းတိုက်ကြီးအတွင်းရှိဆရာတော်ဘုရားကြီးဘဝနှထံပြန်လွန်တော်မူသွားရာမင်္ဂလာမဂ္ဂင်ရိပ်သာကျောင်းတိုက်ကြီးကိုလည်းအခုအခါမှာတော့တန်ဝေဇနီးရပြတဲ့အဖြစ်နဲ့ပြသထားပါပြီ။ပြတဲ့အတွင်းမှာဆရာတော်ဘုရားကြီးတဘောခန္ဓာဝန်ချသွားတဲ့အခန်းနဲ့ဂရင်အိယာများကိုဒီခင်ဒီထားတိုင်းတည်တည်တက်တက်ပြင်ဆင်ပြသထားပါပြီ။မင်္ဂလာမဂ္ဂင်ရိပ်သာကျောင်းအောက်မှာမြေတိုက်ခန်းရှိပါတယ်။အဲဒီမြေတိုက်ခန်းဟာဆရာတော်ဘုရားကြီးတက်တော်ထင်ရှားရှိစဉ်ခါကကမ္မထမ်းတရားအားထုတ်တဲ့အခန်းလေးတွေနဲ့ဖွဲ့စည်းထားတဲ့တရားအားထုတ်တဲ့နေရာဖြစ်ပါတယ်။ဇာပနပွဲမှာဆရာတော်ဘုရားကြီးရုပ်ကလတ်တော်ကိုထည့်သွင်းပူဇော်ခဲ့တဲ့ဗရမ ्या ခေါင်းကိုလည်းမြေတိုက်ခန်းတွင်အုပ်ပလင်းပေါ်မှာတင်ပြီးပူဇော်ထားတာကိုလည်းမြင်တွေ့ကြည်ညိုနိုင်ကြပါတယ်။ဒါအပြင်ပြတဲ့နေရာမှာဆရာတော်ဘုရားကြီးရဲ့ဘဝဖြစ်တော်စဉ်ရေစည်းပကြီးကားများကိုလည်းချိဆွဲပြသထားတာဟာဖြင့်ကြီးညိုပွဲကောင်းလှပါလိမ့်ရှင်။တန်ကြားပြည်တများရှင်ဆရာတော်ဘုရားကြီးဘဝနှထံပြန်လွန်တော်မူပြီး9နှစ်ပြည့်မြောက်တဲ့1329ခုသတင်းကြိုလာပြည့်ကျော်4ရက်နေ့မှာဆရာတော်ဘုရားကြီးဝိပဿနာအခြေချစတင်ခဲ့တဲ့ဗရမ ्या မြေမိုးကုတ်မြို့မှာမင်္ဂလာဓာတုဓမ္မဇီရီတစုကိုတည်ထားကူးပွေခဲ့ကြပါတယ်။မိုးကုတ်မြို့မင်္ဂလာဓာတုဓမ္မဇီရီကိုဆရာတော်ဘုရားကြီးသတင်းသုံးတော်မူခဲ့တဲ့ထင်းယူကျန်ရက်ရှိမင်္ဂလာကျောင်း၌အတွင်းမှာတည်ထားကူးပွေခဲ့တာဖြစ်ပါရဲ့ရှင်။တန်ကြားပြည်တများရှင်မိုးကုတ်ဆရာတော်ဘုရားကြီးမြင်းရှုတန့်စင်ဖွားမြင်ရာမန္တလေးတိုင်းအမရပူရမြို့နယ်ဥယျာဉ်တော်ရွာအင်းတော်မင်္ဂလာမှာလည်းဆရာတော်ဘုရားကြီးထေရုပတ္တိပြတိုင်းနဲ့ပုံညတာမက်ကြီးဓမ္မပိမှန်တော်ကြီးကိုခမ်းနားထေဝါစွာတိဆောက်ခဲ့ပါတယ်။အခုခါဓမ္မပိမှန်တော်ကြီးအောင်မြင်စွာတိဆောက်ပြီးစီးခဲ့ပြီဖြစ်လို့မြန်မာတက္ကရာ1369ခုနှစ်နတော်လဆုပ်17ရက်ခရစ်နှစ်2008ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာရေစချမင်္ဂလာထိမ်းမှန်အခမ်းအနားအောင်မြင်စွာကျင်းပပြီးဓမ္မပိမှန်တော်ကြီးကိုဖွင့်လှစ်ခဲ့ပါတယ်ရှင်။ဘုန်းကြီးတို့ဒီနေ့ရာဤဌာနကြီးဟာကျေးဇူးတော်ရှင်အကမဟာပဏိတမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့မိရှုတန့်စဉ်ပွားမြင်တော်မူရာဖြစ်တဲ့နေရာဌာနကြီးဖြစ်ပါတယ်။ဒီဌာနကြီး၌ဒီပုံညတာမက်ကြီးဓမ္မဗိမာန်တော်ကြီးဖြစ်ပေါ်လာဖို့ရန်အတွက်ဦးဇင်းတို့ဤလက်ရှိဗရဏနာယကဆရာတော်ဖြစ်တဲ့ဆရာတော်ဗဒ္ဒနာဇောတိကမဟာထေဟာတို့ဒီနေရာဥယျာဉ်တော်ကြီးမှာဖြင့်ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့သစ္စာကျေးဇူးတို့ကိုဆက်တော်နေအဖြစ်မှတ်တိုင်တစ်ခုရှိတဲ့တယ်လို့ဆရာတော်ဘုရားကြီးကမိန့်ရှိဘူးပါတယ်အဲ့ဒီမိန့်ရှိခြင်းကိုအကြောင်းပြုပြီးတော့ဘုန်းကြီးနဲ့မဂရိကဆရာတော်ဥဒုံတရတို့နှစ်ပါးတိုင်ပင်ပြီးတော့ကျေးဇူးဆက်ဖို့ရာရည်ရွယ်ချက်ဖြစ်ပေါ်လာပါတယ်အဲ့လိုရည်ရွယ်ချက်ဖြစ်ပေါ်လာပြီးတဲ့နောက်1369ခုနှစ်နတော်လပြည့်ကျော်8ရက်2005ခုနှစ်ဒီဇင်ဘာလ23ရက်နာနဲ့8:15မိနစ်အချိန်မှာဒီပုံညသမက်ကြီးဓမ္မဗိမာန်တော်ကြီးဆောက်ဖို့ရန်အတွက်
မနက်တော်တင်မင်္ဂလာခန္ဓာကိုပြုလုပ်ခဲ့ပါတယ်မနက်တော်တင်မင်္ဂလာခန္ဓာပြုလုပ်ပြီးတော့ဒီဗိမာန်ကြီးကိုဒါဦးဇင်းတို့ညာကောင်းမှုပေါင်းစုပြီးတော့ဒီဆောက်ကြဖို့ရာစိတ်ထဲမှာရည်ရွယ်ချက်ထားခဲ့ပါတယ်ဘာလို့ဒီဗိမာန်ကြီးဖြစ်ပေါ်လာရတယ်လဲဆိုလို့ရှိရင်ဦးဇင်းတို့တွေတရားဓမ္မပေါင်းသူတော်ကောင်းတို့တွေဟာကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ကျေးဇူးတော်ကြောင့်သာလည်းမိမိတို့လက်ရှိရထားတဲ့ခန္ဓာ၅ပါးကြီးဟာဒုက္ခသစ္စာဖြစ်တယ်။ဒီရရှိရတဲ့ခန္ဓာ၅ပါးကြီးဟာသန္တရာအဆက်ဆက်မှာသစ္စာမသိခဲ့တဲ့အဝိဇ္ဇာရောက်လျာရလျာဘဝမှာခင်လွယ်ခဲ့တဲ့တဏှာကြောင့်ဖြစ်ပေါ်လာတယ်လို့ဆရာတော်ဘုရားကြီးကရှင်းရှင်းလင်းလင်းမြင်ကြားခဲ့တဲ့အတွက်ကြောင့်မို့မိမိတို့ရဲ့ခန္ဓာဖြစ်ကြောင်းဟာငါကြောင့်ဖြစ်တာမဟုတ်သူကြောင့်ဖြစ်တာမဟုတ်သစ္စာမသိမှုအဝိဇ္ဇာကြောင့်ခန္ဓာရတယ်သစ္စာမသိခြင်းအဝိဇ္ဇာသည်သမုဒယသစ္စာဖြစ်တယ်ဒီခန္ဓာဇတ်သိငြိမ်းအောင်ဖြင့်သမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝါယမသမာတတိသမာသမာဓိဆိုတဲ့မဲခင်၅ပါးဆိုတဲ့မေဃသစ္စာတရားကိုကြိုးစားမှသာလျင်ဒုက္ခခန္ဓာငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့និရောဓသစ္စာကိုမျက်မှောက်ပြုနိုင်မယ်လို့ဆရာတော်ဘုရားကြီးဟောကြားခဲ့လို့ဆရာတော်ဘုရားကြီးဟောကြားခဲ့တဲ့တရားတွေကိုနားထောင်ကြည့်ရှုမိမိတို့တတ်ဆွမ်းသမျှကျင့်ကြံကြိုးစားပွားများခဲ့သည့်အတွက်ကြောင့်မို့သစ္စာသိခွင့်ရပါတယ်။အဲဒီသစ္စာသိခွင့်ရခြင်းကိုအကြောင်းပြုပြီးတော့ဆရာတော်ဘုရားကြီးရဲ့မွေးရာဝိဘောရာဖြစ်တဲ့မြင့်ငယ်မြို့ဥယျာဉ်တော်ကြီးရွာဆရာတော်ဘုရားကြီးမိကျုတန်တင်ဖွားမြင်တော်မူတဲ့အိမ်နေရာမှာဖြင့်မိမိတို့တတ်ဆွမ်းသမျှဗိမာန်တော်ကြီးပြီးဆောက်ပြီးတော့ကျေးဇူးဆက်ရင်ဖြင့်ကောင်းလိမ့်မယ်လို့ကျေးဇူးဆက်ခွင့်ရသည့်အလျော်စွာကျေးဇူးဆက်တဲ့လုပ်ငန်းဒီသူတော်ကောင်းတွေရဲ့လုပ်ငန်းဖြစ်သည့်အလျော်စွာဦးဇင်းတို့အဲ့ဒီရည်ရွယ်ချက်ဖြင့်ဒီနေရာဤဗိမာန်ကြီးကိုဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ဤဘုညတာမဂီဓမ္မဗိမာန်တော်ကြီးကိုကောဇာတက္ကရာ1369ခုနရောလပြည့်ကျော်17ရက်ကျေးဇူးတော်ရှင်ဘုဂုတ်ဆရာတော်ဘုရားကြီးရဲ့မိရှုသန့်စဉ်ဝေးဖွားရာနေ့2008ခုနှစ်လွတ်လပ်ရေးနေ့မှာဖြင့်ကျေးဇူးတော်ရှင်ဘုဂုတ်ဆရာတော်ဘုရားကြီးရဲ့ဂုဏ်ကိုအာရုံပြုပြီးတော့သက်တော်ကြီးဆရာတော်ဘုရားကြီးများကိုပြင့်ဖိတ်၍များကောင်းမှုပေါင်းစုရတဲ့ကုသိုလ်ကောင်းမှုတို့ကိုရည်စည်သွန်းချ၍ဒီဗိမာန်ကြီးကိုဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ဒီဘုံညတမဂီဗိမာန်တော်ကြီးရဲ့နာမည်ကိုပြည့်စုံပြောရမယ်ဆိုရင်ဖြင့်ကျေးဇူးတော်ရှင်အေကမဟာပဏိတဘုဂုတ်ဆရာတော်ဘုရားကြီးထေရုပ္ပတ္တိပြတိုက်နှင့်ဘုံညတမဂီဓမ္မဗိမာန်တော်လို့အမည်သတ်မှတ်ပါတယ်ဆရာတော်ဘုရားကြီးရဲ့ဘဝမှာထူးခြားခဲ့တဲ့ဆရာတော်ဘုရားကြီးရဲ့ပြုလုပ်ခဲ့တဲ့သာသနာရေးဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများပကြီကားများကိုဒီဗိမာန်တော်ကြီးမှာခန်းခန်းနာနာထထဲဝါဝါချိတ်ဆွဲပြီးတော့လာရောက်ကြတဲ့ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တာဝန်ကများကုသိုလ်ရှင်များနောင်လာနောက်သားပရိသတ်များသိရှိအောင်ပြသထားမှာဖြစ်ပါတယ်။ဘုရားသမဂီဓမ္မဗိမာန်တော်ကြီးရဲ့အထက်ပြည့်စင်ရမှာစုစားနေကြတဲ့ပိဋကများမြင်တွေ့နေရသည့်အတိုင်းရွှေရမင်းစေတီပြီးထားပါတယ်။ကိုရွှေရမင်းစေတီရဲ့အထွတ်မှာကျေးဇူးတော်ရှင်အေကမဟာပဏိတဘုဂုတ်ဆရာတော်ဘုရားကြီးဥဆောင်ဥရွက်ပြု၍လူဒန်းအပ်သောတီဟိုကျွန်းမဟာစေတီ၏စိန်ဘူးတော်ကိုပုံတရံပြု၍ဆရာတော်ဘုရားကြီးရဲ့ဂုဏ်ကိုအာယုပြုသောအဖြစ်စိန်ဘူးတော်အတွင်ထီတော်ကိုတင်ခဲ့ပါတယ်။ဘုံညတမဂီဓမ္မဗိမာန်တော်ဖြစ်သည့်အလျော်စွာဒီဗိမာန်တော်ကြီးသို့လာရောက်ပြီးတော့လည်းပဲ
သစ္စာတရားတွေကိုအားထုတ်ပူဇော်နိုင်ပါတယ်သစ္စာဓမ္မသဘင်ပွဲများကိုလည်းပဲမိမိတို့တတ်စွမ်းသမျှကျင်းပနိုင်ပါတယ်ပူဇော်နိုင်ပါတယ်မိမိတို့ဆရာတော်ဘုရားကြီးနဲ့ပတ်သက်တဲ့မတ္တမယာထူးခြားချက်များရှိလို့ရှိရင်လည်းပဲမိမိတို့အမြတ်တလို့ထားတဲ့မတ္တများကိုဒီပုညသမဂ္ဂီဓမ္မဗိမာန်တော်ကြီးမှာဇေဒီအဖြစ်လာရောက်ပြီးတော့ပူဇော်ထားနိုင်ပါတယ်။ညောင်ရီရုပ်မြင်တန်ကြားပြည်သက်များရှင်။ကျေးဇူးတော်ရှင်အကမဟာပဏိတမိုးကုဆရာတော်ဘုရားကြီးဟာမြမသာသနာဝင်ကဏ္ဍမှာတခေတ်မှာတပါးဆိုသလောက်ထွန်းတောက်ခဲ့တဲ့သာသနာအာဇာနည်မျိုးချစ်ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးဟာမြတ်ဗုဒ္ဓရဲ့သာသနာမှာပရိယတ္တိပရိပတ်တိပရိဝေဒဆိုတဲ့သာသနာတော်၃ရပ်ထွန်းကားပြန်ပွားစေရန်အတွက်တဘဝတာလုံးလုံးလစိုက်ထုတ်ဆောင်ရွက်တော်မူခဲ့ပါတယ်။ဒါအပြင်သတိပဋ္ဌာန်၄ပါးဝိပဿနာတရားတို့ကိုထေရဝါဒဗိဓကတ်တော်နဲ့အညီလူတိုင်းနားလည်နိုင်အောင်စနစ်တကျပြသတော်မူနိုင်စွမ်းနဲ့ဆရာတော်ဘုရားကြီးဂုဏ်ကျေးဇူးဟာအန်ချီမကုန်နိုင်အောင်ရှိလာပါကြောင်းတင်ပြရင်းမုကုဆရာတော်ဘုရားကြီးရဲ့သီလဂုဏ်တမာတိဂုဏ်ပညာဂုဏ်တို့ကိုရိုသေဥခိုက်ပူဇော်လိုက်ရပါတယ်ရှင်တရားဓမ္မနိကုပြမြတ်တထဝ